Chinese New Year မြင့်နှစ်ဖြစ်တဲ့တရုတ်နှစ်ကူးမှာ2026တရုတ်လူမျိုးများရဲ့လှုပ်လေလှုပ်ထားရှိတဲ့တရုတ်နှစ်ကူးချင်းစားတောက်ဖွယ်ရာပြင်ဆင်မှုများနဲ့ဒီကျွန်တော်တို့တရုတ်လူမျိုးတွေရဲ့နှစ်ကူးကာချာကိုကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာရိုက်ကူးတင်ပြပေးပါပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Chinese New Year မှာတရုတ်လူမျိုးများရဲ့လှုပ်လေလှုပ်ထားရှိတဲ့ရွေးရဟင်းပွဲများနဲ့ရွေးရမုတ်လုံနည်းတွေကိုကျွန်တော်အနေနဲ့ရိုက်ကူးတင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မုတ်တွေကိုအရင်လုပ်မှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒီအချိုမုတ်အငံမုတ်အစားရှိတဲ့မုတ်တွေကိုအနောက်စားစရာတွေပေါ့နော်အစားအသောက်တွေကိုပြုလုပ်ပြီးတော့ကျွန်တော်တို့ရိုးရာနတ်ကိုကြောက်ရမှာလို့သိရပါတယ်ပထမဆုံးကျွန်တော်တို့မုတ်ကိုအရင်လုပ်မှာဖြစ်ပါတယ်ဒါကတော့မုတ်လုပ်ဖို့အတွက်ကြိတ်ထားတဲ့ဆန်နှစ်ဖြစ်ပါတယ်ဒီဆန်နှစ်ကအချိုမုတ်အတွက်သုံးမဲ့ဆန်နှစ်ဖြစ်ပါတယ်ဒါကတော့အချိုမုတ်မှာကတ်မဲ့နှမ်းဖြစ်ပါတယ်ဒီဟာကအချိုမုတ်အထဲမှာအစာဖြစ်ထဲမဲ့မြေပဲမုတ်နဲ့တခြားနဲ့ဖြစ်ပါတယ်ဒါကတော့အငံမုတ်မှာသုံးမဲ့မုတ်နှစ်ပါခုနကအချိုမုတ်နဲ့ရတာမတူပါဘူးအငံတက်ထည့်ထားပါတယ်ဒီဟာကတော့အငံမုတ်မှာအစာသွတ်မဲ့ပစွန်ချောင်းနဲ့အရွက်တွေကိုကျွန်တော်တို့ဒီ mix လုပ်ထားတဲ့ဟာပေါ့နော်ဒီဟာကိုအထဲမှာအစာအနေနဲ့ထည့်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ CO ထဲမှာ CO ထည့်ပြီးစီပူအောင်စောင့်နေတဲ့အချိန်မှာအချိုမုံကိုစလုပ်မှာဖြစ်ပါတယ်ဆိုတော့ဒီအချိုမုံကိုအခုဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းပုံစံလေးလုပ်ပြီးလို့ရှိရင်အထဲမှာခုနကမြေပဲနဲ့တကြားနဲ့လုပ်ထားတဲ့အစာကိုဒီထဲမှာသွတ်ပြီးရင်ခုနနှမ်းလေးကိုမုံမှာကပ်ပြီးတော့ဒီလိုပုံစံမျိုးလေးလုပ်ပြီးတော့ကျွန်တော်တို့ CO ထဲမှာထည့်ကြုံမှာဖြစ်ပါတယ်အခုဆိုရင်စီလေးရလဲဆူလာပြီးဖြစ်လို့မုတ်ကလေးတွေကတချို့ဟာလေးတွေမှာကြက်တော်မယ်အနေထားကိုတွေ့ရပါတယ်ကြက်တော်မယ်ဟာလေးတွေဆိုရင်စီပေါ်မှာအပေါ်မှာပေါ်လာတာကိုမြင်တွေ့ရမှာပါမုတ်လောက်တာကိုကြည့်ပြီးတော့ကျွန်တော်လည်းလောက်တက်ပြီးထင်လို့အခုကတော့ကိုယ်တိုင်ဝင်ပြီးတော့မုတ်လုံးပြီးကိုယ်တိုင်ကြော်ကြည့်မှာပဲဖြစ်ပါတယ်အခုဆိုရင်တော့မုတ်ချိုလေးတွေကတချို့ဟာလေးတွေကြက်လာပါပြီကြက်တဲ့အတွက်ကျွန်တော်တို့ဒီစကားလေးကိုထည့်ပြီးတော့စီးစစ်ထားမှာပဲဖြစ်ပါတယ်ဒီတစ်ခါတော့ကျွန်တော်တို့အငံမုံကိုဆက်ပြီးလုပ်မှာဖြစ်ပါတယ်အငံမုံရဲ့အစာကတော့ခုနကပစွန်ချောင်းနဲ့အရက်တွေနဲ့ကို mix လုပ်ထားတဲ့ဟာပဲဖြစ်ပါတယ်ဒီအငံမုံနဲ့ကို mix လုပ်ထားတဲ့ပစွန်ချောင်းနဲ့အရွက်ကိုထည့်ပြီးတော့ချိုမုံလိုကြုံမှာဖြစ်ပါတယ်ပုံစံကတော့ပုံစံတစ်မျိုးပြောင်းသွားပါပြီဖတ်ထုတ်လိုမျိုးလိပ်ပြီးတော့မှထည့်ပြီးကြောရတာမျိုးဖြစ်ပါတယ်ဒါကတော့ကြော်ပွဲထဲမှာဟင်းပွဲအနေနဲ့ထည့်ရမယ်ငါးကြော်ရယ်ဒီဘက်မှာကပိန်းဥရယ်ဒါဘဲကောင်လုံးပြုတ်ကဲပြီးတော့ဒီဘက်မှာဝတ်သားကိုလည်းချက်ပြီးတော့ကြော်ပွဲမှာထည့်ရမှာလို့သိရပါတယ်ခုနကကြော်နေတဲ့ငါအခုဆိုရင်တော့ရပါပြီငါလေးလည်းတော်တော်လေးကိုကျွတ်နေပါပြီခင်ဗျာဒါကတော့နောက်ထပ်ကြော်ပွဲထဲမှာထည့်မယ်အသီးမျိုးစုံနဲ့မုံမျိုးစုံပဲဖြစ်ပါတယ်
အခုဆိုရင်ဒါကတော့ရိုးရာအတိုင်းကြော့ဖို့အတွက်အဆင်သင့်ဖြစ်နေတဲ့အနေအထားဖြစ်နေပါပြီခင်ဗျာဒါကလည်းတရုတ်ရိုးရာအရာရွှေစက်ကူငွေစက်ကူတွေကိုမီးရှို့ပေးရတာပဲဖြစ်ပါတယ်။အောင်လာမဲ့ကာလတွေမှာဒီလိုရွှေငွေတွေနဲ့ခံစားဆန်းစားရအောင်လို့လည်းသိရပါတယ်။အခုပြင်ထားတဲ့ဟင်းပွဲတွေကတော့ဒါရိုးရာလက်မင်းကိုကြော့တာပဲဖြစ်ပါတယ်။ဒါကတော့ကွယ်လွန်သွားပြီဖြစ်တဲ့အဖိုးဖွားတွေကိုဒီဟင်းပွဲတွေနဲ့ပဲရိုးရာကြော့ဤပုံစံအတိုင်းကြော့တာပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့ပကြီးကတော့ကံကောင်းခြင်းတွေကိုယူဆောင်လာရဲဆိုတဲ့သဘောကိုဆောင်ပြီးတော့ဒီနှစ်ကတရုတ်နှစ်ကူးခြင်းရဲ့မြင်းနှစ်ဖြစ်တာကြောင့်ဒီအိမ်မှာလည်းမြင်းရုပ်ကလေးတွေပါတယ်စတီကာရုပ်ကလေးတွေကိုအိမ်မှာကတ်ထားတာပဲဖြစ်ပါတယ်အခုဆိုရင်ဒါတရုတ်နှစ်ကူးရိုးရာထုံးစံအတိုင်းရွှေစက်ကူငွေစက်ကူတွေကိုမီးရှို့ပေးတာပဲဖြစ်ပါတယ်ဒီလိုမီးရှို့ခြင်းအပြင်ကျွန်တော်တို့ကွယ်လွန်သွားပြီဖြစ်တဲ့ဘိုးဘွားတွေကဒီရွှေတွေငွေတွေကိုခံစားဆန်းစားစီလို့တဲ့စန္ဒာနဲ့ရည်စူးပြီးတော့လုပ်ရတဲ့ဒလေးတစ်ခုလေးဖြစ်ပါတယ်ဒါကတော့တရုတ်နှစ်ကူရိုးရာထုံးစံအတိုင်းမိသားစုလက်ဆောင်စားပွဲကိုရဝေးမှာရောက်နေတဲ့သူတွေဆိုရင်လည်းပြန်လာပြီးတော့ဒီလိုမျိုးစုစုစီစီနဲ့စားကြရတဲ့အလေးထားလည်းရှိပါတယ်အခုဒီပွဲမှာဆိုရင်တော့လူမစုံသေးပါဘူးတရုတ်နှစ်ကူကြီးထုံးစံအရမိသားစုတွေဟာတယောက်နဲ့တယောက်ပျော်ပျော်ပါပါအခုလိုမျိုးစားကြတောက်ကြပျော်ကြပါကြတဲ့ပွဲပဲဖြစ်ပါတယ်anh lên con là lên thầm mẹ mua đồ ăn mua không nằm mà không ngon bạn bình nó có chi rồi béo ấy phải chi à rồi tao nói đi rồi nghe đâu you chú ta mà say đi xin lỗi quá sự quý rồi hôm nay mà na biểu hải siêu đây không bao àအခုဆိုရင်တော့ဒါနှစ်ကူးချင်းထုံးစံအရာငယ်ရွယ်တဲ့ကလေးတွေကိုအခုလိုမျိုးဟုံပေါင်းပေးမဲ့ဒလီလည်းရှိပါတယ်စာရီလေးတွေမှာအခုလိုမျိုးတယောက်နဲ့တယောက်ဟုံပေါင်းပေးတဲ့အခါကလေးတွေကလည်းလူကြီးတွေကိုပြန်ပြီးတော့ဆူတောင်းပေးတာမျိုးတွေလည်းလုပ်ရတာမျိုးရှိပါတယ်ဒါကတော့နေကူးခါသမယမှာနေကူးရဲ့အိမ်တွေမှာမျိုးတွေစီကိုတွားရောက်လဲပတ်တာပဲဖြစ်ပါတယ်မျိုးတွေအိမ်ကလည်းစားတောက်ဆရာတွေအခြားစားတောက်ဖွဲရာတွေအန်ပေါင်းတွေဒီလိုမျိုးတွေပေးပြီးတော့ပျော်ရွှင်စွာနေကူးခြင်းကိုဖြတ်သန်းကြပါတယ်ဒါကတော့တရုတ်နာမည်ကြီးများရှိတဲ့နတ်ကုန်းကိုရောက်နေတာပဲဖြစ်ပါတယ်ဒီမှာဆိုရင်တရုတ်နှစ်ကူခါသမယမှာဒီနတ်ကုန်းအမွှေးတိုင်းတွေထွန်းပြီးတော့လာရောက်ဆူတောင်းတန်တွေပူဇော်ပသပြီးကြပြရွတ်တန်တွေကိုလည်းစူညံစွာနဲ့တွေ့မြင်နေရတာပဲဖြစ်ပါတယ်
ခုနကတက်လာတဲ့အချိန်မှာဒီနက်ကွန်းရဲ့အောက်ဖက်မှာလည်းစားတောက်ဆိုင်နေနဲ့ကျွန်တော်တို့ရိုးရာကစားနည်းတွေကိုလည်းတွေ့ခဲ့ရတာဖြစ်ပါတယ်အခုကျွန်တော်တက်နေတဲ့နေရာကတော့နက်ကွန်းရဲ့ဘေးရွက်မှာရှိတဲ့မျော်စင်လိုမျိုးအပေါ်ဓာတ်ကိုကျွန်တော်တက်လာတာပဲဖြစ်ပါတယ်ဒီပေါ်ကနေလှမ်းကြည့်မယ်ဆိုရင်တန်ရန်မြို့ရဲ့မြို့စွန်ဘက်ချမ်းကိုလှမ်းပြီးမြင်ရမှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်ဒီမျော်စင်ရဲ့အမြင့်ဆုံးနေရာကိုရောက်နေတာပဲဖြစ်ပါတယ်။ခုနလိုမျိုးဆူတောင်းတဲ့နေရာတွေမွေးတိုင်ထွန်းထားတာကိုတော်တော်များများတွေ့ရပါတယ်။အခုနောက်ဆုံးမှာတော့ဒီနက်ကွန်းရဲ့ရှေ့မှာမိသားစုလက်ဆောင်စားပြီးတော့ပြန်ကြမှာပဲဖြစ်ပါတယ်ကျွန်တော်ရိုက်ကူးတင်ပြတဲ့တရုတ်နှစ်ကူးချင်းဆိုင်ရာဒီဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်ပါရစေဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်းကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါအောင်နော်